ကို့အပေါ်စော်ကားပြောဆိုထားတဲ့တရုတ်ဆောင်ပုံမကိုမြစ်တာမပြတ်ပဲကူညီပေးလိုက်တဲ့ဆရာထူးခန့်ကျော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆရာထူးခန့်ကျော်ကတော့ပရိသတ်တီကြားထဲမှာစေတနာကောင်းသူတစ်ယောက်အဖြစ်နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်သူစီမှာဈေးလာကူသားမဲ့ပြည်သူတွေကိုငွေကြေးဘလောက်ပေးရမယ်ဆိုပြီးတော့ကောက်ခံတာမျိုးမရှိသလိုသူဘက်ကတောင်ပြန်ပြီးတော့ကူညီပေးတဲ့အထိစေတနာကောင်းတာဖြစ်ပါတယ်တချို့ဆိုရင်စိတ်ကူးသားခြင်းလို့ချီငားလာရတဲ့သူတွေအပြန်ကားကားမရှိတဲ့လူတွေကိုဆိုရင်လည်းဆရာထူးခန့်ကျော်ကပြန်ပြီးတော့လှူဒန်းပေးတဲ့အထိပါပဲလူတိုင်းအပေါ်မှာမြတ်တာချားလို့တခါတလေမှာအမားဖြစ်တာတွေတောင်ရှိခဲ့တဲ့အထိပါပဲသူကစေပညာနဲ့ကုသတာမျိုးမဟုတ်ပဲမမြင်ရတဲ့အရာတွေသူရဲ့သီလသမာဓိကိုအခြေခံပြီးတော့ကုသပေးတဲ့ဆရာမို့ဆောင်ထင်းရတဲ့စည်းကမ်းဆိုတာရှိပါတယ်သူစီလာပြီးတော့ကုသသူတွေကိုကုပေးတာလူဒန်းတာမျိုးလုပ်လို့ရပေမဲ့တကယ်စိတ်ကူပေးဖို့သူကခေါ်တဲ့အရာကတော့သူ့အတွက်ကတော့စီကံချိုးပေါက်တာပါပဲတဲ့ဆရာထူးခန့်ကျော်ကတော့တော်ယုံဆိုရင်စီကံအတိုင်းနေပေမဲ့အခုဆိုရင်စီကံချိုးပေါက်ပြီးလူတစ်ယောက်ရဲ့ဘဝကိုကူညီပေးလိုက်ပါပြီအဲ့ဒီလူကတော့တခြားလူမဟုတ်ပဲအနုပညာရှင်တိုင်းဝိုင်းတွေကတယောက်ဖြစ်တဲ့ဇက်ဖို့ပုံမှဖြစ်ပါတယ်ဆရာထူးခန့်ကျော်ကပထမတစ်ခါစီကံချိုးပေါက်ပြီးတော့စွမ်းကိုကုသပေးခဲ့တယ်လို့အခုတစ်ခါကတော့ပုံမှအလှည့်ပါပဲသူကဈေးကုသဖို့အလန်းခေါ်တာစီကံချိုးပေါက်တာမှန်းသိပေမဲ့ပုံမှရဲ့အဖြစ်ကိုစာနာတနာလို့စီကံဖောက်ပြီးတော့ကုသပေးခဲ့ရလဲဖြစ်ပါတယ်ဆရာထူးခန့်ကျော်ကတော့ပုံမှကိုအနုပညာရှင်မောင်နှမဆိုတဲ့စိတ်နဲ့ကူညီပေးခြင်းတယ်လို့အဓိကကတော့ပုံမှရဲ့သားလေးကိုတနာမိတာကြောင့်ကူညီပေးခဲ့ရလဲဖြစ်ပါတယ်ဆရာထူးခန့်ကျော်ကတော့ပုံမနဲ့သူကအထူးထူးရုန်းကန်ခဲ့ရတဲ့ဇက်ပို့တွေမို့ဘဝတူချင်းစာနာသလိုအရွယ်မရောက်သေးတဲ့ပုံမရဲ့သားဖြစ်သူကိုကြည့်ပြီးတော့ကူညီပေးဖို့လမ်းခေါ်လိုက်တာလို့ဆိုပါတယ်ဆရာထူးခန့်ကျော်ကတော့ပုံမရဲ့သားလေးကိုသားသမီးချင်းကိုချင်းစာရဲစိတ်နဲ့ကြည့်ပြီးတော့စိတ်မကောင်းဖြစ်တာပါအမေဖြစ်သူရဲ့ကျမ်းမာရေးကိုကြည့်ပြီးတော့သားဖြစ်သူကကြောင်းထွက်မယ်ရှာဖွေကျွေးမယ်စေးကုသပေးမယ်ဆိုပြီးတော့မျက်နှာငယ်လေးနဲ့ပြောနေတာကိုဆရာထူးခန့်ကျော်ကကြည့်ပြီးတော့မခံစားနိုင်ခဲ့တာပါဆရာထူးခန့်ကျော်ကအဓိကကလေးကိုတနာတဲ့စိတ်နဲ့ပုံမကိုစိတ်ကူးတာပေးမယ်ဆိုပြီးတော့လိုင်းပေါ်ကနေပြောခဲ့တာပါဆရာထူးခန့်ကျော်ကပုံမရဲ့အခက်အခဲတွေကိုကြည့်ပြီးတော့ဈေးလာကူဖို့လမ်းခေါ်ခဲ့တာလည်းဖြစ်ပါတယ်ဆရာထူးခန့်ကျော်ကလေဖြန်းပြီးတော့လမ်းမလျှောက်နိုင်တဲ့ပုံမကိုတစ်ချိန်တည်းကူးတာပေးလိုက်တာအခုဆိုရင်တော့ပုံမတယောက်စကားပြောနိုင်လမ်းလျှောက်နိုင်ခဲ့ပါပြီပုံမကအစားအသောက်အနေထိုင်မစင်စင်လို့လေဖြန်းခဲ့တယ်လို့ပယောဂကြောင့်လည်းပိုဆိုးသွားပါတယ်ဆရာထူးခန့်ကျော်ကစစ်ဆေးလိုက်တဲ့အချိန်မှာအောက်လန်းနဲ့လှုပ်ထားတာတွေတွေ့ရပြီးတော့တစ်ချိန်နဲ့ကူးတာပေးလိုက်တာတော်တော်ကောင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်ဆရာထူးခန့်ကျော်ကပုံမကိုစိတ်ကူးတာပေးတဲ့အပြင်ငွေကြေးပါတက်နိုင်တဲ့လောက်ကူညီပေးခဲ့ရလည်းဖြစ်ပါတယ်သူကဇနီးဖြစ်သူနဲ့တိုင်ပင်ပြီးတော့ကိုပိုင်ငွေကြေး10သိန်းကိုလှူဒန်းပေးခဲ့ရလဲဖြစ်ပါတယ်။ဆရာထူးခန့်ကျော်တယောက်ပုံမအပေါ်မှာအဲလိုမျိုးကောင်းပေးနေပေမဲ့သူတို့နှစ်ယောက်ကအရန်ချစ်ခင်ကြတဲ့အမှုပညာရှင်တွေတော့မဟုတ်ပါဘူး။ဆရာထူးခန့်ကျော်တဲ့ပုံမကအမှုပညာလောကမှာအရန်မခင်တဲ့အပြင်ပုံမကစကားတွေနဲ့တောင်မှစော်ကားခဲ့ပူပါတယ်။နှစ်ယောက်သားအဖို့ထက်လေးတွေရှိပေမဲ့ထူးခန့်ကျော်ကတော့ဖြစ်ခဲ့တာတွေကိုစိတ်ထဲမထားပဲပုံမကိုအဖက်ဖက်ကနေပြီးတော့ကုညီကယ်တင်ပေးခဲ့ရလဲသူရဲ့လုပ်ရက်ကတကယ်ကိုချီးကျူးစရာကောင်းတာဖြစ်ပါတယ်။လောဘဒေါသကြီးတဲ့လူသားတစ်ယောက်ဖြစ်ပေမဲ့လည်းသူရဲ့လုပ်ရက်ကတကယ်ကိုပဲလေးစားအထူးယူစရာကောင်းတာပါ။တာမန်လူတစ်ယောက်ဆိုရင်ကိုယ်နဲ့ပြဿနာရှိဘူးတဲ့လူကိုလှည့်ကြည့်မှာမဟုတ်ပေမဲ့ဆရာထူးခန့်ကျော်ကတော့လူတိုင်းအပေါ်မှာမေတ္တာထားတဲ့စိတ်ကြောင့်ပဲအခုလိုလုပ်ပေးနိုင်တာလည်းဖြစ်ပါတယ်။လူတိုင်းအပေါ်မှာစေတနာထားတဲ့ဆရာထူးခန့်ကျော်ရဲ့လုပ်ရက်ကတော့မချီးကျူးပဲကိုမနေနိုင်ပါဘူး။ဟုတ်ကဲ့ပါအခုလိုမျိုးစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လေးနဲ့အားပေးသွားကြပါအောင်ရှင်။